အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စနစ်သစ်ပညာရေးမှာဆရာဆရာမတယောက်အတွက်တည်တဲ့ EAG တွေကိုမျှဝေပေးခြင်းနဲ့ပေါ့နော်ဒီမှာဆိုရင်ဆရာဆရာမတော်တော်များများကတော့ဒီပြီးသားဖြစ်မှာပါဒါပေမဲ့ဒီဗီဒီယိုကမတည်သေးတဲ့သူတွေအတွက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ဒါကကျတော့ကျွန်တော်တို့ဆရာဆရာမတယောက်မှာဒီတင်တဲ့အကြောင်းအရာတွေဖြစ်တယ်ဒီ user လေးကိုကျွန်တော်တို့ကဒီဆရာလမ်းညွှန်မှာရှိရဲ့ဆရာများအတွက်မှာသာဆိုတဲ့အကြောင်းအရာလေးကနေပြီးတော့ထုံးထုတ်ထားတာဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်သူကကာကြီးကနေပြီးတော့မှဇာခွဲတီရှိတယ်ပေါ့နော်ဒီမှာဆိုရင်ပေးတဲ့အခါမှာဆိုရင်အဲဒီကာကြီးကနေဇာခွဲတီကိုကျွန်တော်တစ်ချက်ချင်းလေးပြင်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်တယ်။နောက်ဆုံးကာကြီးကကျတော့ကျောင်းသားဗဟုပြုသင်ကြားနည်းပညာကိုခြုံငုံတင်ပြခြင်းနံပါတ်ခါခွေအနေနဲ့ဆိုရင်ထိရောက်သောသင်ကြားသင်မှုအတွက်အခြေခံစည်းမျဉ်းတွေနံပါတ်ခငယ်အနေနဲ့ကကျတော့ဘလုံးရဲ့သင်ယူမှုအဆင့်တွေနံပါတ်ခကြီးအနေနဲ့ကကျတော့သင်ခန်းစာသင်ကြားခြင်းအဆင့်ဆင့်တွင်မိမြတ်နိုင်တဲ့မေးခွန်းတွေဖြစ်တဲ့နောက်တစ်ခုက9ကကျတော့စာသင်ခန်းအဆင့်တက်မြောက်မှုစစ်စစ်ခေတ်ပြတ်ခြင်းကိုခြုံငုံတင်ပြခြင်းဖြစ်တဲ့နံပါတ်စာလုံးအနေနဲ့ဆိုရင်21ရာစုကျွမ်းကျင်မှုများ 21st century skill တွေနဲ့ကိုယ်သိကျွမ်းကျင်မှုများ soft skills တွေဖြစ်တဲ့နံပါတ်စာလင်းကကျတော့လေတန်းနဲ့ထက်တန်းစင်စာသင်ခန်းအတွင်းဒုမှုရေးရှုထောင့်တွေကိုခြုံငုံတင်ပြခြင်းဖြစ်တဲ့နံပါတ်စာခွဲအနေနဲ့ကတော့သင်ယူမာတီကာနဲ့စာသင်နေတဲ့နေ့အတွက်သင်ခန်းစာအစီအစဉ်တွေပဲဖြစ်တယ်ဒီမှာဆိုရင်နံပါတ်ကကြီးကိုပြန်ရှင်းပြထားတာကကြတော့နံပါတ်ကကြီးကကျောင်းသားဗဟုပြုသင်ကြားနည်းပညာကိုခြုံငုံတင်ပြခြင်းဒီမှာဆိုရင်ကျောင်းသားဗဟုပြုသင်ကြားနည်းကိုကျွန်တော်တို့ဒီအလယ်တန်းဆင်းနဲ့ထက်တန်းဆင်းသင်ခန်းစာတွေမှာဆိုရင်ဒီမှာဖော်ပြထားတဲ့အတိုင်းလေ့လာတွေ့ရှိရတယ်ပေါ့။မှာဆိုနံပါတ်1ချက်ကကြတော့သင်ခန်းစာကကြတော့စိတ်ဝင်စားဖွယ်ကောင်းတဲ့ပြီးခါကျကျောင်းသားတွေရဲ့လက်တွေ့ဘဝနဲ့လေစီရီယိုအောင်တိတ်ပဲစီရီယိုတဲ့အတွက်ကြောင့်မို့တိတ်ပဲပြေဝမှုရှိတယ်ပေါ့။နောက်တစ်ခုကကျောင်းသားတွေကတစ်ချက်သက်သင်ယူကြတယ်။သင်ကြားမှုပုံစံတွေမှာဆိုရင်အတန်းပေါ်ရင်းမြဲပူပေါင်းဆောင်ရွက်ကြတယ်။နံပါတ်2ခုကကြတော့ဆရာတွေကကျောင်းသားတွေအတွက်လက်တွေ့ဘဝတွေတွေ့ကြုံနိုင်တဲ့အခက်အခဲတွေပြဿနာတွေကိုဖြေရှင်းပေးရတဲ့အခြေအနေနဲ့စိန်ခေါ်မှုတွေကိုဖန်တီးပေးတယ်။ဒါကဘာကိုပြောချင်တာလဲဆိုတော့ဆရာကြီးအနေနဲ့ကကျတော့ကျောင်းသားတွေရဲ့တကယ်လက်တွေ့ဘဝမှာတွေ့ကြုံရတဲ့ပြဿနာတွေကိုရှင်းဆိုင်ဖြေရှင်းတဲ့အခါမှာဆိုရင်ဘယ်လိုဖြေရှင်းလဲဆရာတွေကကြိုတင်ပြီးမှလေ့ကျင့်ပေးခြင်းဖြစ်တယ်လို့ပြောချင်တာပေါ့နော်။နောက်တစ်ခုကကျတော့ကျောင်းသားတွေကပြဿနာဖြေရှင်းခြင်းပေါ့နော်ဒီ problem solving အနေနဲ့နောက်တစ်ခုကကျတော့ higher level critical thinking လို့ခေါ်တဲ့ဒီမြန်မာဆို sensitive ခေါ်ခြင်းတွေကိုကြံ့ကျင်မှုတွေမှာဆိုရင်သူတွေကတူတက်လာတယ်။နောက်တစ်ခုကဆရာတွေကကျောင်းသားတွေကိုရှင်းပြတယ်။နောက်တစ်ခုကမိကုန်တွေမေးတယ်။ပြီးကျောင်းသားတွေကနားထောင်တယ်။အဲဒီလိုပဲကျောင်းသားတွေကလည်းချင်းဆွေးနွေးကြတယ်။ပြီးရင်မိကုန်တွေမေးကြတယ်။နောက်တစ်ခုကကျတော့သူတို့ချင်းပြောတာကိုနားထောင်ကြတယ်ပေါ့။နံပါတ်ခါခွေမှာဆိုရင်တရားတော်သင်ကြားသင်မှုအတွက်အခြေခံစည်းမျဉ်းတွေဒီတရားတော်သင်ကြားသင်မှုအတွက်အခြေခံစည်းမျဉ်းတွေမှာဆိုရင်ဆရာနဲ့ကျောင်းသားအထူးတစ်ခွဆောင်ရွက်ကြတယ်ပေါ့ဒီမှာဆိုရင်ကျောင်းသားတွေကဆရာအတွက်သင်မှုကိုရှင်းလင်းအောင်ကျောင်းသားများအတွက်ဆရာတွေကသင်မှုကိုရှင်းလင်းအောင်ဆောင်ရွက်ပေးတယ်ပေါ့အဲ့လိုကဆရာနဲ့ကျောင်းသားတွေကတရားစီရင်မှုဆိုင်ရာနည်းလမ်းမျိုးစုံကိုအသုံးပြုကြတယ်။ဒါကပုံမှန်အဖြစ်ဆိုရင်ဆရာနဲ့ကျောင်းသားတွေကဒေသရှင်တွေနဲ့သင်ကြားမှုရရှိဖို့ပြီးတော့ feedback တွေရရှိဖို့ပြုလုပ်ကြတယ်ပေါ့ဒီမှာဘာကိုပြောချင်တာလဲဆိုတော့ဆရာကလည်းကျောင်းသားကို feedback ပေးနိုင်တယ်လို့ feedback ပေးတယ်လို့ကျောင်းသားကလည်းဆရာကိုပြန်ပြီး feedback ပေးလို့ရတယ်လို့ပြောချင်တာဒါကိုဆရာနဲ့ကျောင်းသားအတူတကွလောက်ဆောင်ခြင်းလို့ပြောချင်တာပေါ့နော်နောက်တစ်ခုကတင်မှုရလဲတင်ရလို့ဆိုတော့လည်းနေအောက်ခံပေါ့နော်လည်းနေအောက်ခံဆိုတာကကျွန်တော်ကြည့်ပြီးသားပဲဒီစာတင်နေတစ်နေ့တမိုးစာတင်ကြီးတစ်ချိန်အဲတမရတော့ချိန်ကလာတစ်ခုပြင်မှာဆိုရင်ပြီးရဲ့အခါမှာဆိုရင်ကျောင်းသားတွေကဘလို့ဆရာတွေအနေနဲ့ကလည်းကျောင်းသားတွေကိုဘလို့ရကျောင်းသားတွေက sorry ကျောင်းသားတွေကဘလို့ဒီပညာဗဟုသုတတွေစိတ်ရည်သဘောထားတွေတမှုထားမှုတွေကိုသိရှိသွားတယ်နားလည်သွားတယ်လက်တွေ့လုံးဆောင်နိုင်သွားတယ်ဆိုတာကိုအတိတ်ပဲဖွင့်ဆိုထားတဲ့ပေါ်ပြချက်ပေါ့နော်ဒါကောင်လို့ကျွန်တော်တို့ကလက်နည်းအောက်ခံလို့ခေါ်ရပေါ့နောက်တစ်ခုကကျတော့နံပါတ်9ငယ်အနေနဲ့ကကျတော့ဘလုံးကြီးသိမှုအစိခွဲခြားခြင်းပြောမယ်ဆိုရင် plot taxonomy ပေါ့ဒီမှာဆိုဒီအလယ်တန်းစင်းနဲ့ထက်တန်းစင်းကျောင်းသားတွေမှာဆိုရင်ဒီအစိမြင့်သိခေါ်မှုပေါ့နော် higher order thinking skill ပေါ့အဲ့လိုစာဖွင့်ပြဖို့အတွက်ဆိုရင်သင်ခန်းစာအစီအစဉ်တွေပေါ့ဥပမာ lesson plan တွေ activity တွေလုပ်တဲ့အခါမှာဆိုရင်ဒီဘလုံးရဲ့အဆင့်တွေကိုသိမှုအဆင့်တွေကိုထည့်သွင်းပြီးတော့အသုံးပြုရပေါ့သင်ခန်းစာဘလုံးရဲ့အဆင့်တွေကဘာတွေဖြစ်မလဲဆိုရင်မမိခြင်းနားလည်ခြင်းအသုံးချခြင်းစီစစ်ပိုင်းခြားခြင်းနောက်တစ်ခုကဒီထွင်ပန်နေခြင်းအစရှိသည်တွေဖြစ်တယ်ပေါ့နော်မှာအဲ့ဘလုံးရဲ့အစီအတွေကိုတစ်ခုချင်းစီပြန်ရှင်းပြပေးတာပထမဆုံးအနေနဲ့ကကျွန်တော်ကသင်ခန်းစာတစ်ခုကိုသင်တဲ့အခါမှာဆိုရင်ကလေးကဘလုံးရဲ့အောက်ဆုံးအဆင့်ဖြစ်တဲ့မက်မီတီပေါ့သူကဒီအကြောင်းအရာတစ်ခုကိုသင်လိုက်တဲ့အကြောင်းတစ်ခုမက်မီသွားမယ်အဲ့တဲ့အဆင့်တစ်နဲ့ပြင်သွားမယ်ဆိုရင်သူကဒီအကြောင်းအရာတွေမက်မီရုံနဲ့ကပဲသူနားလဲတယ်အဲ့ကနေတစ်ဆင့်ပြင်မယ်ဆိုနားလဲရတယ်ကိုပြန်ပြီးအသုံးချနိုင်တယ်ဒီကနေတစ်ဆင့်ထပ်ပြင်သွားမယ်ဆိုရင်သူကစစ်စစ်ဝေဖန်ပိုင်းခြားနိုင်တယ်ပေါ့ဒီအကြောင်းအရာတွေကိုသူကပြန်ပြီးတော့စစ်စစ်ဝေဖန်ပိုင်းခြားနိုင်တယ်နောက်တစ်ခုကကျတော့အဲ့ဒီစာကိုအကဲဖြတ်နိုင်တယ်ကိုယ်တိုင်ကအကဲဖြတ်နိုင်တယ်နောက်တစ်ခုကအဲ့ဒီအဆင့်ကိုမှနောက်ဆုံးအဆင့်ဖြစ်တဲ့ဒီထွင်ဖန်တီးနိုင်မှာတော့ဒီတင်ကြားပြတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူကကိုယ်တိုင်ဒီထွင်ဖန်တီးနိုင်တဲ့အဆင့်ဖြစ်ကိုရောက်ရှိသွားတယ်ပေါ့
အဲ့တော့ကြတော့သင်ခန်းစာသင်ကြားခြင်းအစစ်မှာဆိုရင်မီးမြတ်နိုင်တဲ့မိခွန်းတွေပေါ့ဒီမှာဆိုရင်ဆရာကသင်ခန်းစာရဲ့အစသင်ခန်းစာရဲ့အလယ်သင်ခန်းစာရဲ့အဆုံးစစ်တွေမှာဆိုရင်ဒီအောက်မှာပေါ်ပြထားတဲ့မိခွန်းတွေကိုမေးနိုင်တယ်ပေါ့နော်။နောက်ဆုံးအနေနဲ့ကသင်ခန်းစာရဲ့အစဒီမှာဆိုရင်သူပြောထားတာတော့အများကြီးရှိပေမဲ့ကျွန်တော်ကခြုံငုံပြောရတယ်။သင်ခန်းစာအစမှာဆိုရင်သူကရခိုင်သင်ခန်းစာတော့ကကလေးတွေကဒီသင်ခန်းစာရခိုင်သင်ခန်းစာမှာသူဘာတွေကိုသင်ယူတက်မြောက်ခဲ့တယ်လဲဘယ်လိုကျွမ်းကျင်မှုတွေရှိတယ်လဲဘယ်လိုသိပညာဉာဏ်တွေရှိတယ်ဆိုတော့ဆရာအနေနဲ့ပြန်ပြီး recall ခေါ်ရင်မိခွန်းတွေမေးလို့ရတယ်။နောက်တစ်ခုကကြတော့စီရင်ဆောင်ရွက်ထားတဲ့တောင်းတာsorry ဆရာတွေကကြတော့ဘယ်လိုသတင်းချက်လက်တွေလိုအပ်တယ်။တောင်းတာနဲ့ပတ်သက်ပြီးဘယ်လိုသတင်းချက်လက်တွေလဲဒီခန်းထဲမှာရှိနေတဲ့ကျောင်းသားတွေကအရင် active ဖြစ်တဲ့ကျောင်းသားတွေလားအရင် boring ဖြစ်တဲ့ကျောင်းသားတွေလားကျောင်းသားနဲ့ပတ်သက်ပြီးတော့ဆရာကျောင်းသားကလည်းဆရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုသတင်းချက်လက်တွေရှိတယ်ဒီဆရာတော့ဘယ်လိုပုံစံမျိုးလဲဒါမျိုးပေါ့နော်။နောက်ကဆရာနဲ့ကျောင်းသားဆရာအတွက်ကဘယ်လိုသင်ထားမှုတွေလိုအပ်တယ်ကျောင်းသားအတွက်ကဘယ်လိုသင်ထားမှုတွေလိုအပ်လဲဆိုတာတွေကိုဒါသင်ခန်းစာရဲ့အစမှာမိကုန်းနေနဲ့မေးလို့ရတယ်နောက်ကသင်ခန်းစာရဲ့အလယ်သင်ခန်းစာရဲ့အလယ်မှာဆိုရင်ဒါဆိုဆရာကသင်ခန်းစာဒီသင်ခန်းစာတင်တဲ့အခါမှာဆိုရင်ဆရာကဘလို့ချင်းနေရှိမယ်ဆိုတာမျှော်မှန်းထားတာမျိုးရှိတယ်ဒါဆိုရင်သင်ခန်းစာရဲ့လည်းမှာဆိုကိုကဆရာအနေနဲ့ကသုံးသပ်ရတော့မယ်ကိုကဒီကိုမျှော်မှန်းထားတဲ့သင်ခန်းစာတိုင်းဖြစ်လာဒါမှမဟုတ်ကျောင်းသားတွေကသင်ခန်းစာကိုနားလည်ဖို့အတွက်ဘလို့ထောက်ကူတွေလိုအပ်နေသေးလဲဆိုတာကိုသင်ခန်းစာရဲ့အလယ်မှာဆိုရင်မိကုန်းနဲ့မေးလို့ရပြီသင်ခန်းစာရဲ့အဆုံးမှာဆိုရင်ကိုကဒီဆရာကသူ့ရဲ့လုပ်ငန်းစဉ်ကိုသူမျှော်မှန်းထားတဲ့အတိုင်းအစဉ်ပြည့်ချွတ်ချော်မှုနဲ့အဆုံးသတ်နိုင်ရဲ့လားဟိုသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှကျောင်းသားတွေကစဉ်းစားတွေးခေါ်နိုင်တဲ့ကျောင်းသားတွေဘက်ကနေပြီးစဉ်းစားတွေးခေါ်ပြီးမှရရှိလာတဲ့အခြားမိကုန်းတွေပေါ့ကိုမမျှော်လင့်ထားတဲ့မိကုန်းတွေကျောင်းသားတွေဘက်ကပြန်လည်ရရှိခဲ့တာအခုကဒီသင်နည်းနဲ့ကိုကသင်ကြားလိုက်တဲ့အခါမှာကျောင်းသားတွေကိုဒီသင်နည်းမဟုတ်ဘဲနဲ့အခြားသင်နည်းတစ်မျိုးနဲ့ဆောင်ရွက်နိုင်ခဲ့တာပေါ့ကိုမျှော်မှန်းထားတဲ့သင်မဟုတ်နဲ့အခြားသင်ကြီးတွေနဲ့ကိုဆောင်ရွက်နိုင်ခဲ့သလားနောက်ကဆရာဒီတင်ကြမှုကကျောင်းသားတို့ရဲ့သင်ခန်းစာဘောတရားနားလည်မှုအကဲဖြတ်ရထောက်ကူဖြစ်ခဲ့ခြင်းရှိမရှိပါဘူးသင်လိုက်တဲ့အကြောင်းအရာကကလေးနားလည်သွားလားဆိုတော့သင်ခန်းစာရဲ့အဆုံးမှာမိခွန်းလေးနဲ့ပြန်မေးလို့ရတယ်လို့ပြောထားတာအခုကကြတော့နံပါတ်9ပေါ့စာသင်ခန်းအဆင့်စာသင်ခန်းအဆင့်တက်မြောက်မှုစစ်ဆေးခဲ့တဲ့ခြင်းကိုခြုံငုံတင်ပြခြင်းပေါ့ဒီမှာဆိုရင်ဒီသင်မှုအတွက်စစ်ဆေးခဲ့ပြမှုရဲ့90%လောက်ကိုကျွန်တော်တို့ကဒီစာသင်နေတဲ့အချိန်မှာပဲတစ်ခါတစ်ပိုင်းနဲ့လုပ်သွားတာပေါ့အဲ့လိုမျိုးတစ်ခါနဲ့လုပ်မှာပဲဆရာကကျောင်းသားတွေနဲ့ပတ်သက်ပြီးတော့ feedback တွေချက်ချင်းပေးလို့ရမှာပေါ့ဒီပြောထားမှာတော့ဥပမာသင်ခန်းစာတစ်ခုကိုသင်လိုက်တယ်သင်ခန်းစာနဲ့ပတ်သက်ပြီးတော့ကလေးကစိတ်ဝင်စားနေရလားကိုသင်နေအောင်စိတ်ဝင်စားနေတာစိတ်ဝင်စားလားဆိုတော့ကိုကိုကချက်ချင်းကလေးကိုချက်ချင်းကောက်ပြီးတော့မှစစ်ဆေးလိုက်တယ်စစ်ဆေးလိုက်ပြီးတဲ့အခါမှာဆိုရင်ကလေးကိုကိုကလည်းကြံပြကြပေးရတယ်ပေါ့ဒီကလေးကဒါဆိုရင်ကိုမေးလိုက်တဲ့မျိုးကိုဖြေနိုင်တယ်ဆိုရင်ဒီကလေးကဒါကိုရဲ့သင်ခန်းစာပေါ်မှာသူစိတ်ဝင်စားမှုရှိနေတယ်ပေါ့ကိုမေးတာကမှသူကမဖြေနိုင်ဘူးဆိုတော့ဒီကလေးကကိုရဲ့သင်ခန်းစာနဲ့လွတ်ထွက်ပြီးတော့အခြားတောင်းရမျိုးသူတွေးနေရဆိုတာမျိုးပေါ့ကလေးကိုပြန်ပြီးတော့ချက်ချင်း direct feedback ပေးလို့ရတယ်ပေါ့နောက်တစ်ခုကကျတော့စာသင်ခန်းအစစ်ဆေးခဲ့တဲ့ချိန်မှာဆိုရင်ဒီလိုနည်းလမ်းနေပါတော့ဥပမာဘာလို့ကကျတော့ကျောင်းသားဗဟုပြုဆိုတာကကျတော့ဒါကဆရာကနေပြီးတော့လုပ်ပြနေတာမျိုးမဟုတ်ဘဲနဲ့ကျောင်းသားတွေကိုသူတို့အချင်းချင်းပဲလှုပ်ဆောင်ခိုင်းတာပေါ့ဒါကိုကျောင်းသားဗဟုပြုလို့ပြောတာနောက်တစ်ခုကကျတော့ဆရာကြီးစဉ်ဆုံးဖြတ်မှုဆရာကြီးစဉ်ဆုံးဖြတ်မှုဆိုတော့ဆရာကဒီသင်ခန်းစာတစ်ခုကိုဘယ်လိုနည်းလမ်းနဲ့သူစစ်ဆေးခဲ့ပြမှာလဲဒါဆိုဘယ်လိုပုံစံနဲ့စစ်ဆေးခဲ့ပြမှာလဲဥပမာထားပါတော့ဆရာကျွန်တော်တို့ကဒီအင်္ဂလိပ်စာတစ်ခုသင်ကြားနေတယ်အင်္ဂလိပ်စာမှာကိုက reading ပိုင်းသင်နေရတော့ကိုက writing ပိုင်းသင်နေပေါ့ writing ပိုင်းသင်နေတဲ့အခါကျဆိုရင်ဒါဆိုကိုက writing ပိုင်းသင်နေဆိုရင်ဒီ writing ကိုကလေးတွေရေးတက်လာမြည်တက်လာဆိုတော့ဆရာကဘယ်နည်းလမ်းနဲ့ဆုံးဖြတ်မှာလဲဆိုတော့ဆရာကကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်တယ်နောက်ကကျောင်းသားရဲ့တက်ကြွသောပါဝင်ဆောင်ရွက်မှုကျောင်းသားတွေကဒီကျွန်တော်ရဲ့စစ်ဆေးခဲ့ပြမှုကဆိုကျောင်းသားတွေကတစ်စိတ်ပိုင်းပါဝင်နေတဲ့အတွက်ကြောင့်ကျောင်းသားတွေကကျတော့သူတို့ကိုသူတို့သိတယ်သူတို့ကိုသူတို့ပဲပိုင်းနဲ့ပတ်သက်ပြီးပို့ပြီးတော့သိဖို့လိုအပ်နေတာလေဘယ်ပိုင်းကိုသူတို့ကပို့ပြီးတော့ကျွမ်းကျင်ရှိနေတယ်ဆိုတော့ကလေးတွေကသူတို့ကိုသူတို့သိပေါ့နော်ဒါကိုပြောချင်တာဖြစ်တယ်နောက်တစ်ခုကကျတော့သင်ကြားသင်မှုစစ်ဆေးခဲ့ပြခြင်းပေါ့သင်ကြားသင်စစ်ဆေးခဲ့ပြခြင်းကျွန်တော်တို့က informative assessment ခေါ်တာပေါ့လေသင်ကြားသင်စစ်ဆေးခဲ့ပြခြင်းမှာဆိုရင်ကျောင်းသားတွေရဲ့တူတက်မှုအခြေအနေကြောင့်ဆရာကသိရှိစေတဲ့ထောက်ထားတွေဖြစ်တယ်ပေါ့နော်။ဒါဆိုသင်ကြားသင်စစ်ဆေးခဲ့ခြင်းကလည်းဆရာကကျောင်းသားတွေရဲ့တူတက်မှုတွေနောက်ကကျတော့ထပ်ပြီးတော့မှတိုးတက်ဖို့အတွက်ဆရာကဘယ်လိုကူညီနိုင်မလဲဆိုတာကိုဒီကနေပြရရှိနိုင်တယ်ပေါ့။နောက်တစ်ခုကကျတော့ဒီမှာဆိုလို့ရှိရင်ဆရာကကျောင်းသားရဲ့တူတက်စေဖို့မိသင်ကြားဖို့ကိုကောင်းဖို့စေဖို့ကိုယ်ကိုယ်သင်ကြားခြင်းတွေပေါ့ soft skill တွေဒီစီငါးလုံးကိုခေါ်တဲ့ကျွန်တော်တို့ဒီ collaboration communication critical thinking creativity citizenship ဆိုတဲ့ 5 skill ကိုလည်းဖွံ့ဖြိုးရေးကိုလည်းစတင်ဆောင်ရွက်ဖို့အရေးကြီးတယ်ဆရာတိုင်းကကိုယ်ကိုယ်သိရှိမယ်ဆိုရင်ဒီသင်ခန်းစာတိုင်းကိုကျောင်းသားတွေရဲ့သင်မှုကိုအားပေးမြင့်တင်နိုင်မှာဖြစ်တယ်ပေါ့နောက်တစ်ခုကကျတော့စာသင်ခန်းအဆင့်သင်ကြားစဉ်စစ်ခဲ့တဲ့ချင်းတွေနေပြပါဒါဆိုရင်စာသင်ခန်းထဲမှာသင်တဲ့အခါမှာဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ observation ကြည့်ရှုလေ့လာခြင်း
ဆရာကမျိုးလုံးနဲ့ပဲကြည့်လိုက်မယ်ဒီကလေးကတော့ငါတင်နေတာကိုစိတ်ဝင်စားနေရလားဒီကလေးကတော့ငါတင်နေတာကိုစိတ်ဝင်စားပဲအတွေ့အကြုံကအပြင်ကိုလွတ်ထွက်နေတာဆိုတော့ဆရာကဒီ observation ကြည့်နေပြီးတော့မှလည်းတည်နိုင်တယ်ဒါကမေးခွန်းနေမိမယ်ကိုကဒီကလေးကိုကြည့်လိုက်လို့ကိုရဲ့သင်ခန်းစာမှာအဆိုင်မြေပဲနဲ့လှုပ်ထွက်နေရဆိုရင်ကိုကအဲ့ကလေးကိုမေးခွန်းမေးလိုက်တာမျိုးပေါ့အဲ့လိုမေးခွန်းမေးလိုက်တဲ့အခါမှာဆိုရင်ဒီကလေးကဖြေနိုင်တယ်ဆိုရင်တော့ all to အာယုံဆိုင်နေရပေါ့မဖြေနိုင်ဘူးဆိုရင်တော့ဟာဒီကလေးကဒါအာယုံလှုပ်ထွက်နေရပေါ့ဒါမျိုးကြည့်ပြီးဆရာကဆုံးဖြတ်လို့ရတယ်တော့ကျောင်းသားတွေရဲ့သင်ကြားမသိမှု channel ညတင်မှု channel ဆိုတော့ကလေခုနောက်ပိုင်းမှာတော်တော်များများသုံးတယ်ပေါ့ပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီလို့ပြောရမလဲ student learning channel ပေါ့နော် student learning channel ပေါ့ channel ရေးရဆိုတာကကြတော့ကျွန်တော်တို့ကအဲ့မှာဆိုရင်မေးခွန်းတွေမေးလို့ရတယ်ပေါ့အမှဆိုရင် open ended question တွေရောမေးခွန်းကို open ended question တွေမေးလို့ရတယ်ပေါ့နော်ဥပမာပြောမယ်ဆိုရင်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးမင်းဘာတွေမှတ်မိတယ်ဒီနေ့စာသင်ချိန်ကနေပြီးတော့မင်းဘာတွေကိုသင်ကြားရဲဆိုတဲ့မေးခွန်းမျိုးပေါ့ဒါကိုကလေးကရှင်းမယ်ကလေးတွေကကိုယ့်ရဲ့ကိုသင်တိုင်းရတဲ့အရာတွေကိုဒီနေ့ရရှိခဲ့တဲ့အရာတွေကိုသူတို့ကသူတို့ရဲ့ channel လေးရေးလိုက်မှာပေါ့ဒါဆိုရင်သူတို့ရဲ့ channel ကိုဆရာကယူစစ်လိုက်တဲ့အခါကျတော့ဒီနေ့မှာတော့ကလေးတွေကတော့ဒါလေးရသွားတယ်ပေါ့ဒါဆိုရင်ဘယ်ကလေးတွေကတော့ဘာကိုရမသွားတယ်ငါတို့နောက်တစ်ခါတင်တဲ့အခါကျရင်ဘယ်လိုလေးပြောင်းလဲမယ်ပေါ့ဒီမျိုးလေးဆရာကကိုယ်လည်းပြန်ပြီးတော့ set assessment လုပ်နိုင်တယ်ပေါ့နော်နောက်တစ်ခါကျတော့21ရာစုကျွမ်းကျင်မှုများကျွန်တော်တို့ 21st century skill ပေါ့နော်ကိုယ်ကျွမ်းကျင်မှုတွေလို့ခေါ်တယ် soft skill တွေပေါ့ဒါဆိုရင်လူငယ်တွေကကြတော့အခုနောက်ပိုင်းမှာဆိုကျွန်တော်ဒီပညာရေးမှာဆိုအများနဲ့တုံးတယ် 5C ဆိုပြီးတော့တော်တော်များများတုံးကြတယ် 5C ဆိုတာကပထမဆုံးတစ်ခုကပူးပေါင်းဆောင်ရွက်ခြင်းလို့ခေါ်တယ် collaboration ပေါ့ဒါဆိုရင်collaboration ဆိုရသိပါတယ်ကလေးတွေကအုပ်စုနဲ့ဆောင်ရွက်တာတွေအခြားတန်းပေါ်ချင်းနဲ့ပူးပေါင်းလုပ်ဆောင်နိုင်တာမျိုးတွေပေါ့ဒါကိုတိုးတက်ဖို့အတွက်လိုအပ်တယ်နောက်တစ်ခုက communication ကိုလည်းဆက်သွယ်ပြောဆိုခြင်းတုံးနဲ့တုံးဆက်သွယ်ပြောဆိုမြဲမိဘနဲ့ဆက်သွယ်ပြောဆိုမယ်ဆရာနဲ့ဆက်သွယ်ပြောဆိုမယ်ပေါ့အဲ့လိုမျိုးတွေမှာလည်းတိုးတက်ဖို့လိုအပ်တယ်နောက်တစ်ခုကဒီနေ့ဆိုဆန်းစစ်ဝေဖန်ခြင်းနဲ့ပြဿနာဖြေရှင်းခြင်း critical thinking and problem solving ပေါ့ကျောင်းသားတွေကပြဿနာတွေကိုကြုံရတဲ့ခါဆိုရင်ဒီပြဿနာကဘယ်ကနေစဖြစ်တာလဲဒီပြဿနာရင်းမြစ်ကဘာလဲဆိုပြီးတော့မှကလေးတွေကကိုယ်တိုင်လေးလေးနက်နက်စမ်းစစ်ဝေဖန်မယ်ပေါ့နောက်တစ်ခုက thinking fundraising creativity and innovation ဒီတွေကကြတော့တွေးခေါ်ယူဆသည့်တွေရရှိလာဖို့အဲ့လိုမျိုးရရှိလာဖို့အတွက်ဆရာကအစဉ်စဉ်ဉာဏ်စဉ်ပေးရမယ်ပေါ့ဒီကနေပြီးတော့ကလေးတွေက thinking funny မှုအသေးတွေရရှိလာမယ်နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ citizenship လို့ခေါ်တဲ့နိုင်ငံသားကောင်းဖြစ်ခြင်းအကြောင်းတွေမှာဆိုရင်လူမှုဖွဲ့စည်းရေးမှာတခြားသောပေါင်းလှုပ်ဆောင်တာတွေတရားမျှတမှုရှိတာတွေပြည်ပဖြည့်ရှင်းတာတွေဒါမျိုးတွေပေါ့နော်နောက်တစ်ခုကအလဲတန်းနဲ့ထက်တန်းစင်စာသင်ခန်းတွေမှာဆိုရင်လူမှုရှိတော်များကိုခြုံငုံတင်ပြခြင်းဒါကကြတော့ကျွန်တော်တို့ဒီမျိုးသားပညာရေးဥပဒေ2014မှာဆိုရင်တင်ယုံညွှန်းတန်းမှာဆိုရင်မတူကွဲပြားခြားနားခြင်း diversity ကိုနားလည်လက်ခံတော့တန်းတူညီမျှမှု equality ကိုအလေးထားသော democracy အလေးအကျင့်နှင့်လူအခွင့်အရေး human rights ဆိုင်ရာစံနှုန်းများကိုတမိုးထားသောတိုင်းသားမျိုးနွယ်စုအသီးသီး၏ကျွဲဝသောစာပေရှင်ကျေးမှုအမှုပညာဓလေ့ထုံးစံနှင့်သမိုင်းမွေနှင့်တို့ကိုမြင့်တင်နိုင်စွမ်းရှိသောနိုင်ငံသားကောင်းများကိုမွေးထုတ်ပေးနိုင်သည့်တင်ယုံညွှန်းတမ်းဖြစ်သည့်အပြင်နိုင်ငံတကာပညာရေးတင်ယုံညွှန်းတမ်းများနှင့်လည်းသာရောညီချွေရှိမည်ဟုဖော်ပြထားတယ်ဒါကကျွန်တော်တို့ဒီအမျိုးသားပညာရေးဥပဒေ2014တင်ယုံညွှန်းတမ်းမှာဖော်ပြထားတဲ့အကြောင်းအရာလေးဖြစ်တယ်ပေါ့နော်ဥပမာအခြေခံအဖြစ်ဆိုရင်ကျွန်တော်တို့ကဒီအခြေခံပညာအဆင့်စာသင်ခန်းတွေမှာဆိုရင်ကြာမလူမျိုးစုလူမျိုးရေးအစဉ်အတန်းမတမ်းဆွဲမှုလို့မခွဲခြားဘဲနဲ့ကျောင်းသားအားလုံး inclusive ဖြစ်စေဖို့အတွက်ဆိုပြီးတော့မှဒီတာတူ equality ရှိတဲ့ကျောင်းပတ်ဝန်းကျင်ကိုကျောင်းသားတဦးစီရဲ့ကိုယ်ပိုင်လက္ခဏာနဲ့တမှုထားမှုကိုအလေးထားပြီးတော့တုံးနဲ့တအူလူကွဲပြားခြားနားမှုတွေကိုနားလည်အတိမတ်ပြုပြီးတော့မှကျောင်းသားအားလုံးပညာသင်ခွင့်ရရှိစေရမည်ဆိုပြီးတော့မှသူကဖော်ပြထားတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ခုကကျတော့ဆရာကကျတော့ကလေးတွေကိုနိုင်ငံသားကောင်းဖြစ်စေဖို့အတွက်လှုံ့ဆော်ပေးရမယ်ပေါ့နော်ဒါဆိုရင်ကိုကစာသင်နေတဲ့အချိန်မှာဆိုစကားနဲ့ပဲဖြစ်စေညာနဲ့ပဲဖြစ်စေဆရာတွေကတောင်းသားတွေကိုပေါ့နိုင်ငံသားကောင်းဖြစ်စေဖို့အတွက်လှုံ့ဆော်ပေးရမယ်ပေါ့ဒါကတော့ကျွန်တော်ကျင်းချုံပြီးပြောလိုက်တာပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကသေယုံမာတီကာနဲ့စာသင်နှစ်စာသင်ခန်းစာအစီအစဉ်ဒါကတော့သေယုံမာတီကာဆိုတာလည်းကျွန်တော်တို့ဒီအတန်းလိုက်ပြမယ်ပေါ့နော်ပြပြသွားမှဖြစ်တဲ့ဒီအကြောင်းအရာတော့မပြောတော့ဘူးကျွန်တော်ကတော့ဒီနေ့ပြပြခဲ့တဲ့အကြောင်းအရာကကြတော့ grade 9သင်္ချာဘာသာရဲ့ဒီဆရာလမ်းညွှန်စာအုပ်ရဲ့အမှားစာလေးမှာပြပြထားတာလေးကိုကျွန်တော်ကထုံးလုပ်ပြီးတော့မှအပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ဒီလိုမျိုးနားထောင်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်